နွေရာသီကျောင်းဝေးရက်မှာတော့ရီနာတယောက်မိုင်းရှိုးလျှောက်တဲ့စီကိုလိုက်သွားခဲ့ပါတယ်။စတိတ်စင်ပေါ်မှာနတ်သမီးလေးတယောက်လိုဖြစ်နေတဲ့မိုင်းကိုမြင်ပြီးရီနာသဘောတွေကြားနေပါတယ်။ဒါကိုသိတဲ့မိုင်းကလည်းရှက်ဝဲပြီးတော့သူ့ကိုထက်ကြွသွားပြီမလားဆိုပြီးမေးလာပါတယ်။ဒါပေမဲ့ရီနာကတော့ဘယ်တော့မှကြွေဘူးလို့ထက်ကြွရမှလဲဆိုပြီးအခုမှနည်းနည်းသဘောကျရုံပဲရှိတာလို့ရှက်ကိုရှက်ကန်နဲ့ပြတ်ပြေးပါတယ်။ဒါကိုအသက်ရောက်သွားတဲ့မိုင်းကရီနာကိုလူကွဲရခေါ်သွားပြီးအာဘွားပေးပြလိုက်ပါတော့တယ်။ဒီတစ်ခါမှာတော့ရီနာတယောက်အရင်ကလိုမယုံတော့ပဲငြိမ်ပြီးနေခဲ့ပါတယ်။ရှက်ဝဲပြီးလို့အိမ်ပြန်လာတဲ့အချိန်မှာတော့သူ့အိမ်မှာသူညမရဲ့တငယ်ချင်းနှစ်ယောက်ရောက်နေကြပါတယ်။ဟာယူနာကရီနာနဲ့မိုင်ကတငယ်ချင်းတွေဆိုပြီးသူ့ဘော်ဒါတွေကိုကြွားလုံးထုတ်လာတော့နှစ်ယောက်သားကမိုင်အကြောင်းတွေကိုရီနာကိုဝိုင်းမိကြပါတယ်။ introvert ဖြစ်တဲ့ရီနာလည်း extrovert တွေရဲ့ dress စကားသံတွေအောက်မှာဘာဖြစ်ရမယ်မသိတုံဆိုင်နေခဲ့ပါတယ်။ဒါနဲ့ဟာယူနာလည်းသူ့မနဲ့ရီနာကခေယုံနေမဟုတ်ပဲအချက်ဆုံးတငယ်ချင်းတွေဆိုပြီးထက်ကြွားလိုက်ပါတော့တယ်။မနေ့ရောက်တော့အာဂျီဆိုင်နဲ့ချိန်ထားတဲ့နေရာကိုထွက်လာခဲ့ပေမဲ့လည်းစိတ်တွေကတော့ထိုင်မိုက်နေခဲ့ပါတယ်။သူ့ကိုယ်သူနှိမ့်ချလုံးနေတဲ့ရီနာကအခုလိုအာဂျီဆိုင်စီကဆက်သွယ်တာကိုခံရဖို့မထိုက်တန်ဘူးဆိုပြီးတွေးနေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းအာဂျီဆိုင်နဲ့တွေ့လိုက်ရချိန်မှာတော့သူနဲ့တွေ့ရတာကိုပျော်နေတဲ့အာဂျီဆိုင်ကိုမြင်ပြီးစိတ်ရည်သွားခဲ့ပါတယ်။နောက်ပြီးအစွမ်းကုန်လှနေတာနဲ့မတွေ့ရတဲ့အတော်တွင်မှာဘာတွေလှုပ်ထားတာလဲဆိုပြီးမေးလိုက်မိပါတယ်။အာဂျီဆိုင်ကတော့နည်းနည်းလေးပြင်လာခဲ့တာထူးဆန်းလို့လားဆိုပြီးမေးတာနဲ့ရီနာလည်းထူးဆန်းတာမဟုတ်ဘူးအရန်ချစ်စရာကောင်းနေတာဆိုပြီးပြန်ပြောလိုက်ပါတယ်။လက်ပတ်တာပြီးသွားချိန်မှာတော့အာဂျီဆိုင်ကရီနာကိုသူမရဲ့အိမ်စီကိုခေါ်လာခဲ့ပါတယ်။ရီနာရဲ့အကြည့်တွေကအာဂျီဆိုင်ရဲ့လက်မောင်းစီကိုပဲရောက်နေပြီးလက်မောင်းကိုတော့နူးညံ့ပြီးချုံနေပါပဲလို့တွေးနေခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာပဲအာဂျီဆိုင်ကရီနာကိုအချိန်ပိုင်းအလုပ်လုပ်တာလားဆိုပြီးမေးလာပါတယ်။ရီနာကတော့လူများနဲ့ဆက်ဆံရတာကသူ့အတွက်အဆင်မပြေလို့မလုပ်ဘူးဆိုပြီးပြန်ဖြေခဲ့ပါတယ်။ဒါနဲ့အာဂျီဆိုင်လည်းရီနာမှာယောက်ျားလေးတငယ်ချင်းရှိလားဆိုပြီးဆက်မေးတာနဲ့ရီနာလည်းတစ်ခါမှမပေါင်းဘူးတော့စကားဘယ်လိုပြောရမလဲတော့မသိဘူးလို့ပြန်ဖြေခဲ့ပါတယ်။ဒါကိုအာဂျီဆိုင်ကတော့ရီနာသာကောက်လေးတွေနဲ့စကားပြောမယ်ဆိုရင်တေချာပေါင်းနာမည်ကြီးမှာပဲလို့မြှောက်ပင်ပေးနေခဲ့ပါတယ်။နောက်တော့သူမကအချိန်ပိုင်းအလုပ်လုပ်ချင်ပေမဲ့အချိန်စီကဘယ်လို့မှလုပ်လို့မရဘူးလို့ပြောပါတယ်။သူမရဲ့အဖေနဲ့အမေကနှစ်ယောက်စလုံးအလုပ်လုပ်ကြတာမို့သူမကပဲမောင်လေးနှစ်ယောက်ကိုကြီးကျူးဆောက်ရှောက်ရတဲ့အကြောင်းပြောပြပါတယ်။ဒါတွေပြောနေရတော့ရီနာစီကဘာစကားမှပြန်မလာတာနဲ့အာဂျီဆိုင်လည်းဂိမ်းဆော့ရအောင်ဆိုပြီးလမ်းလွှဲလိုက်ပါတယ်။တကယ်တော့ရီနာကအခုလိုမိဘတွေနဲ့ပတ်သက်တဲ့စကားပြောလိုက်ရင်သူမဘယ်လို့အားပေးစကားပြန်ပြောရမလဲဆိုတာကိုမသိပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂိမ်းဆိုတဲ့အတန်းကြောင့်အာဂျီဆိုင်ရဲ့ဂိမ်းဂရေစီမောင်လေးနှစ်ယောက်လည်းထွက်လာကြပါတယ်။အာဂျီဆိုင်လည်းရီနာနဲ့သူ့မောင်လေးနှစ်ယောက်ကိုမိတ်ဆက်ပေးလိုက်ပြီးအတူတူဂိမ်းကစားခိုင်းခဲ့ပါတယ်။အချိန်တော်ကြာဂိမ်းဆော့ပေးတာတော့ကောင်းလေးနှစ်ယောက်ကရီနာကိုလက်မလွတ်ပေးကြသေးတာနဲ့အာဂျီဆိုင်လည်းစိတ်တိုလာပါတော့တယ်။ဒါနဲ့ရီနာလည်းသူနှစ်ယောက်တည်းအတူတူရှိချိန်နေသွားပါဆိုပြီးကောင်းလေးနှစ်ယောက်ကိုအောင်ကောင်းလှုပ်လိုက်ပါတော့တယ်။အာဂျီဆိုင်ရဲ့ဒီလိုအပြစ်မှုကိုမြင်လိုက်ရတော့ရီနာတယောက်သူနူးညံ့တဲ့လေကိုထင်ထားတဲ့မိန်းကလေးစီကထွက်တာမှဟုတ်ရဲ့လားဆိုပြီးအံ့ဩသွားပါတယ်။ဒါပေမဲ့လူတိုင်းကအချိန်တိုင်းနူးညံ့နေမှာမဟုတ်တာမို့အာဂျီဆိုင်ကိုနားလေတယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့နောက်တော့အာဂျီဆိုင်လိုကျွေးတဲ့ပူတင်းကိုစားပြီးညနေဆောင်တော့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ရီနာလည်းဖလက်ပြနေပြီဆိုပေမဲ့ဒီနေ့အကြောင်းကိုသူညမဟာရူနာကိုဖောက်တဲ့ချနေခဲ့ပါတယ်။ဒါနဲ့ဟာရူနာလည်းစိတ်ဖိစီးမှုများလို့ဖြစ်တာဆိုပြီးသူဆိုရင်လည်းရီနာကိုသာအချိန်ပြည့်ထင်ရမယ်ဆိုရင်ယူသွားလောက်မှလို့ပြောလိုက်ပါတယ်။ရီနာလည်းပြောင်းမြက်ကြီးပြောနေရဲဆိုပြီးသူညမကိုအောင်အောင်လိုက်ရင်ကနေအာဂျီဆိုင်ဖုံးဝင်လာပါတယ်။အာဂျီဆိုင်ကတော့သူ့အိမ်ကိုအလဲခေါ်ခဲ့ပေမဲ့အခုလိုတွေဖြစ်သွားလို့တောင်းဝင်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဒါပေမဲ့ရီနာကတော့ဒါကဖြစ်တတ်ပါတယ်ဆိုပြီးနောက်ရက်ကျအလဲထက်လာခဲ့ပါမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာပဲအာဂျီဆိုင်ကသူဒီနေ့အဖြစ်အပျက်ပေါ်အခြေခံပြီးအိမ်ကထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့အကြောင်းပြောလာပါတယ်။ရီနာလည်းဘာပြန်ပြောရမလဲမသိအံ့ဩသွားခဲ့ရကနေညဘက်ရောက်တော့လဲအာဂျီဆိုင်အိမ်ကထွက်သွားမယ့်ကိစ္စကိုပဲတွေးပူနေခဲ့ပါတယ်။မိဘတွေစိတ်ပူနေလိမ့်မယ်လို့ပဲပြောရမလားဒါမှမဟုတ်အပြင်ရောက်ရင်ပျက်စီးသွားလိမ့်မယ်ဆိုတာပဲပြောရမလားဆိုပြီးစိတ်တွေညစ်နေပါတယ်။နောက်တော့ဘေးမှမသွားပါနဲ့သူ့ဘေးနားမှာပဲနေပေးပါဆိုပြီးသူနဲ့အာဂျီဆိုင်စားခင်တုန်းကအချိန်တွေကိုအမှတ်ရသွားခဲ့ပါတယ်။ introvert ဖြစ်လို့အဖော်မရှိတဲ့သူကိုအာဂျီဆိုင်ကပဲအဖော်အမြဲလုပ်ပေးခဲ့တာမို့အဲ့လိုလူကိုသူတေချာပေါက်ကောင်းခဲ့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့ပဲနောက်နေ့မနက်မှာတော့အာဂျီဆိုင်အင်ကထွက်တဲ့အချိန်မှာပဲရီနာလည်းသူမရှိတဲ့စီကိုရောက်နေခဲ့ပါတယ်။အာဂျီဆိုင်လည်းရီနာကိုမြင်လိုက်ရတော့ဘယ်လိုရောက်လာလဲဆိုပြီးအံ့ဩသွားပါတယ်။ရီနာကလည်းသူလည်းရုပ်ရည်ကြီးခီးထွက်စိတ်ပေါက်လာလို့ထွက်ခဲ့တာဆိုပြီးပြောတာနဲ့အာဂျီဆိုင်တယောက်ရီနာကိုအာနာသွားပါတယ်။အဲ့ဒီနေ့ကပဲသူရီနာကိုစိတ်ပူအောင်လုပ်မိသွားပြီဆိုတာကိုလည်းသိသွားခဲ့ပါတယ်။ဒါနဲ့ပဲသူနဲ့အမြဲတူရှိနေပြီလို့ကျေးဇူးတင်ပါတယ်ဆိုပြီးရီနာကိုပြေးဖက်လိုက်ပါတော့တယ်။နောက်တော့နှစ်ယောက်သားအစောဆုံးထွက်တဲ့ရထားစီပြီးခီးစားထွက်လာခဲ့ကြပါတယ်။အာဂျီဆိုင်ကတော့သူတွေတစ်ခေါက်ခရီးမှာလှုပ်ဖို့ချရေးထားတဲ့မဆူလေးတွေကိုရီနာကိုပြပြီးဒီဟာလောက်တာ2 နာရီတောင်ကြာရလို့ပြောပါတယ်။ဒါကိုကြတော့ရီနာလည်းသူမှားသွားပြီလားဆိုပြီးတကယ်လို့အာဂျီဆိုင်ကဒီခီးကိုတယောက်တည်းပဲသွားကျင်တာဆိုရင်ဘယ်လိုလုပ်လဲလို့တွေးနေမိပါတယ်။အတူတူသွားပြီးပြန်ရောက်လာတော့မှသူလိုက်လာတာနှောက်ယှက်ဖြစ်တယ်ဆိုပြီးပြောမှကိုလည်းစိုးရိမ်နေပါတယ်။ဒါနဲ့ပဲဒီလိုမဖြစ်အောင်တလန်လုံးစကားပြောမှဖြစ်မယ်ဆိုပြီးအိမ်သားထဲဝင်လာခဲ့ပါတယ်။ဘာပြောမှမသိတဲ့အဆုံးမှာတော့ကိုတိုစီကိုပဲမက်ဆေ့ပို့ပြီးအကူအညီတောင်းရပါတော့တယ်။ကိုတိုကလည်းရီနာနဲ့တင်းတော်မဲ့စကားပြောနေဖိုင်တွေကိုပို့ပေးပြီးအာဂျီဆိုင်ကိုအာဂျီဆိုင်အစစ်တိုင်းဖြစ်အောင်လုပ်ပေးပါလို့ပြောလာပါတယ်။ရီနာလည်းအဲ့ဒီစကားကိုနားမလည်တာနဲ့အာဂျီဆိုင်ကဘာဖြစ်နေလို့လဲငါတို့လိုစိတ်ရုပ်စိတ်မှရှိတဲ့လူမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်
ဒါပေမဲ့ကိုတိုကတော့အဲ့ဒါကသူတို့အမြင်သက်သက်ပဲမို့အာဂျီဆိုင်ရဲ့အစင်မှန်ကိုမြင်အောင်လှုပ်ဆိုပြီးပြောပါတယ်နောက်တော့သူတို့နှစ်ယောက်ရေပူစမ်းကိုသွားဖို့အတွက်ဘတ်စကနောက်တဲ့ဆင့်ထပ်စီလာကြပါတယ်ဝီနာကတော့အင်ကထွက်ပြေးစီစိပေါက်လောက်အောင်စိတ်ညစ်နေတဲ့အာဂျီဆိုင်ကိုဗရင်းပေါက်ဘက်ကခုံပေးပြီးကျင်နာပြလိုက်ပါတယ်နောက်တော့နှစ်ယောက်သားခောက်ဆွဲတူတူစားရင်အနာဂတ်မှာဘယ်လိုဖြစ်နေလဲဆိုတာတွေကိုပြောကြည့်နေကြပါတယ်ဝီနာက game stream မှာတယောက်ဖြစ်နေလို့ပြောတော့အာဂျီဆိုင်လည်းသူမကမင်းမကောက်တယောက်ဖြစ်နေတဲ့အကြောင်းပြောပါတယ်ဒါပေမဲ့အခုတော့သူကသူ့မောင်တွေကိုဆိုပြီးအိမ်ဘောကဆင်းလာတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုပြီးဝမ်းနေခဲ့ပါတယ်ဝီနာလည်းဒါကဖြစ်လိဖြစ်တာရှိတဲ့အရာပဲမို့မကောင်းတာမဟုတ်ဘူးလို့ရှင်းပြပေးရင်နေကကျင်နာတက်တဲ့သူပါလို့ချီးကျူးလိုက်ပါတယ်နောက်တော့အာဂျီဆိုင်ကသူတို့ညကြရင်ဒီမှာတဲခုခံဖွင့်ထားတဲ့သူမျိုးစီမှာတွားတဲကြမယ်လို့ပြောပါတယ်သူအိမ်ဘောကဆင်းလာတော့ကတော့နေရာတစ်တွေကိုသွားမယ်လို့တွေးထားပေမဲ့နောက်ဆုံးတော့ရောက်ဖူးတဲ့နေရာတွေပဲပြန်ရောက်လာမိတယ်လို့ပြောနေခဲ့ပါတယ်ဒါနဲ့ဝီနာလည်းအဲတုန်းကတယောက်တည်းဆိုတော့ထားလိုက်ဆိုပြီးတော့အခုနှစ်ယောက်တူရှိနေတော့အသေးစမ်းတွေပဲလုံမဲ့ဆိုပြီးနေရာတစ်တွေစီဆွဲခေါ်သွားလိုက်ပါတော့တယ်